သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1386ခုနှစ်ကစုံလာဇန်14ရက်နေ့ခရစ်နှစ်12ရက်5လ2014ခုနှစ်ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့မိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန်ပွားရေးအဖွဲ့ခွဲအမှတ်196၌ကျေးဇူးတော်ရှင်အကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ဥပနိတယအတိုင်းဆင်ရင်ကျက်ပပြုလုပ်အပ်သောတရား5ချိန်မြောက်နိဗ္ဗာန်ဝေလံအဋိဋ္ဌံ10ရက်တရားစခန်းပွဲကြီး၏ပထမဆုံးနေ့နံနက်ပိုင်းပဋိစ္စသမုပ္ပါသင်္တန်တရားပွဲတို့တရားပွဲကိုဟောကြားခြင်းနာကြားခြင်းမပြုသေးမီတရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထောတာတပ်ပင်ညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားအဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့ပဋိစ္စသမုပ္ပါပฏิလုံပါဠိတော်ဖြင့်ဥစွာပထမညီညာဖြားပြပူဇော်ကြရအောင်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပနာမရူပပစ္စယသာလယရဏပစ္စယဖတ်သောပတ္တပစ္စယဝေဒနာပစ္စယတဏပစ္စယဥပါဒါနပစ္စယဘဝပစ္စယသာတိပစ္စယစရမရဏသောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံဘဝန္တိဧဝမေတ္တကေဝလတဒုက္ခခန္ဓတာသမုဒယောဟောတိကဲအလုံးဥချနိုင်တော့နှလုံးစိတ်ဝမ်းအေးချမ်းစွာထားပြီးတော့မိမိတို့ကြိုက်နှစ်သက်သောဣရိယာပုများဖြင့်တင်ပလင်ခွေထိုင်လူကထိုင်ကျုံထိုင်လူကထိုင်လက်အုပ်လေးတွေခြာထားကာဖြင့်သက်သာသောဣရိယာပုများဖြင့်တရားဓမ္မများမှတ်သားနာယူနိုင်ပါပြီဘုရားရှင်ကိုရောမြတ်ကြီးကဘဝတန္တရာတစ်လျှောက်လုံးမှာဆွေမတော်ဘုဒ္ဓပုဂ္ဂိုလ်မျိုးမတော်ဘုဒ္ဓပုဂ္ဂိုလ်မရှိဘူးရဲ့လို့နကုလဗိဒ္ဓနကုလမတ္တသုံးမှာဟောကြားထားတော်မူခဲ့တဲ့အတွေ့အကြောင်းယနေ့ကြွရောက်လာကြကုန်သောတန်တရာဆွေတော်မျိုးတော်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အားဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလိုတော်ကြကျေးဇူးတော်ရှင်အကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤအတန်တော်ဉာဏ်တော်များကိုဥထိတ်မှပန်းစင်လျက်ဦးဇင်းတို့စွမ်းနိုင်သမျှဉာဏ်မိသမျှဒီနေ့နန်းနေ့ပိုင်းကစားပြီးတော့ပဋိစ္စသမုပ္ပါသင်္တန်တရားဖြင့်ခြေဆုပြုဟောကြားပေးပါမယ်တို့ကဲ့သို့ပဋိစ္စသမုပ္ပါသင်္တန်တရားဖြင့်ခြေဆုပြုဟောကြားပေးတဲ့အခါမှာသူတော်ကောင်းများကလည်းဦးဇင်းတို့ဟောကြားတဲ့အတိုင်းနဲ့နားနိုင်ကြပါစေနားတဲ့အတိုင်းလည်းသိကြပါစေသိတဲ့အတိုင်းလည်းပဲချင့်ကြံကြိုးကုပ်ပွားများအထုတ်နိုင်ကြပါစေအထုသည်အားလျော်စွာအမြတ်သစ္စာပန်းကိုင်ကိုရင်ဝယ်သို့ပိုင်တွေးနိုင်ကြပါစေဆိုတဲ့
စေရနာစန္ဒမေတ္တာများဖြင့်ကျေးဇူးပြီးဟောကြားပေးမှာဖြစ်တဲ့အတွက်တရားတော်ကိုယုတိလေးစားစွာဖြင့်နာယူမှတ်သားကြပါယောဂီသူတော်စင်များဤဓမ္မရိပ်သာကြီးအတွင်မှာဘာလာလုတ်တာလေးလို့မေးရင်တော့တရားလာအထုတ်တာဘာအထုတ်တာဟုတ်ပြီတရားဓမ္မလာရောက်အထုတ်ကြတဲ့ယောဂီသူတော်စင်တို့အားစတင်ပြီးတော့ရောက်လာတဲ့အချိန်ကစကဲခမရတို့တရားကိုပဲရှုကြပြီးတော့တရားကိုပဲမှတ်ကြပြီးတော့ဆိုပြီးတော့တန်းခိုင်းလို့မရသေးပါတရားဆိုတာကအစဉ်ရှိတယ်တရားဆိုတာကဘာရှိတယ်ဦးဇင်းတို့ဆိုင်ဘိုလ်လေးတတ်ထားတဲ့စာကလုံးနဲ့မှကြည်လိုက်ပါမိုးကိုဝိပဿနာတရားစဉ်နဲ့လုံငန်းစေဒီဆိုင်ဘုတ်ထဲမှာတရားစဉ်ဆိုတဲ့စကားလုံးမပါဘူးလားဣဒာကြောင့်ယနေ့ပဋိစ္စသမုပ္ပါသင်္တန်တရားမဟောခင်မှာယောဂီအသစ်တွေအလုံးနားလည်နိုင်ဖို့ရာအတွက်တရားစဉ်ကိုပြောပါမယ်ဒီတော့တရားစဉ်ကိုပြောကြသောဆိုတော့ညကပြောခဲ့တဲ့အတိုင်းဦးဇင်းတို့သူတော်ကောင်းတို့တတိဗုဒ္ဓဘာသာတိလိုချင်နာတိတချမ်းလာနိဗ္ဗာန်လားဒီတော့မှလိုက်ပါနိဗ္ဗာန်ရခြင်းတပတ်ဆိုရင်တော့တရားအထုတ်ရမေနိဗ္ဗာန်ရခြင်းရင်ဘာအထုတ်ရမေသူတော်ကောင်းတို့ရေဘာတရားလဲဆိုတော့ဝိပဿနာတရားဘာတရားဒီတော့သူတော်ကောင်းတို့ကပြန်ပြီးတော့မိနိုင်တယ်အရှင်ဘုရားတပည့်တော်မှာတို့နိဗ္ဗာန်ရခြင်းလွန်လာတဲ့အတွက်ဒါနတရားဒီကိုလည်းကြိုးစားပြီးတော့ပြုခဲ့ပါတယ်ဖယားသီလတရားဒီကိုလည်းကြိုးစားပြီးတော့စောင့်တည်ခဲ့ပါတယ်ဖယားသမထတရားဒီကိုလည်းကြိုးစားပွားများအထုတ်ခဲ့ပါတယ်ဖယားဒီတော့တပည့်တော်တို့ပြုလုပ်ခဲ့တဲ့ဒါနသီလသမထတရားဒီကလည်းနိဗ္ဗာန်မရနိုင်ဘူးလားလို့မမေးသင့်တာလားမေးသင့်တာလားဒီတော့မေးသင်လို့မေးလိုက်တဲ့အခါမနေ့ပိုင်းတို့ကလည်းပြောခဲ့ပါပြီကျေးဇူးတော်ရှင်ဧကမဟာပန္တိတာမိုးကုတ်ဆရာတော်ဘုရားကြီးပြောခဲ့တာကဒါနသီလသမထပြုလုပ်တဲ့အခါမှာနိဗ္ဗာန်မရစေနိုင်တာလည်းရှိတယ်နိဗ္ဗာန်ရစေနိုင်တာလည်းရှိတယ်ဒါဆရာတော်ကြီးပြောခဲ့တဲ့စကားနော်ဒါနတိတော်ပြုပါ၏သီလတရားတိတော်ဆောင်တိန်ပါ၏သမထတရားဒီကိုတော်ပွားများပါ၏သို့သောဒီဒါနသီလသမထတရားဒီကပထမနိဗ္ဗာန်မရစေနိုင်ဘူးတဲ့ဘာကြောင့်မရစေနိုင်တာလဲဆိုတော့အဝိဇ္ဇာဥစီးပြီးတော့တဏှာချမ်းရရင်ဆရာတော်ကြီးပြောပြီနော်တဲ့ဒါနတိတော့ပြုတာတော့မှန်တယ်ကွာသီလတရားဒီဆောင်တိန်နာတော့မှန်တယ်မေတ္တာပုပ္ပတိစိတ်ဖယားရှိခိုးဂုဏ်တော်ရွပွားတယ်လို့ခေါ်တဲ့သမထတရားဒီပြုနေတာလေမှန်ပါတယ်ဒါပေမဲ့ပြုတိုင်းအဝိဇ္ဇာဥစီပြီးတော့ဘာဥစီပြီးတော့တဏှာချာယနာဘာချာယလူရင်းလေးမှတ်ပါနော်အဝိဇ္ဇာဥစီပြီးတော့တဏှာချာယရင်နိဗ္ဗာန်မရနိုင်ပါဘူးတည်းမယုံရင်ကြည့်ပေါ့ဦးဇင်းတို့သူတော်ကောင်းတို့တည်းအတိတ်ဘဝတန်တရာတလျှောက်လုံးကဒါနဆိုတဲ့ကုသိုလ်ကောင်းမှုတွေပြုခဲ့ကြပါပြီသီလဆိုတဲ့ကုသိုလ်တွေသမထတရားဆိုတဲ့ကုသိုလ်တွေဘဝများစွာတန်တရာတလျှောက်လုံးကပြုခဲ့ပြီမပြုခဲ့ကြဘူးလားဒီလိုဆိုရင်အရှင်ဘုရားတပည့်တော်တို့ကုသိုလ်ကောင်းမှုတွေပြုခဲ့တယ်ဆိုတာဘယ်သူကတည်တည်ခန္ဓာလေးဖျားလို့မေးလိုက်တော့ဟောဒီရနေတဲ့ခန္ဓာကတည်တည်ခန္ဓာရနေတဲ့ခန္ဓာကဘာခန္ဓာဦးဇင်းတို့စဝိုင်းနဲ့ကြည်ကြရအောင်
ဒီနေ့ရနေတဲ့ခန္ဓာကဘယ်နှပါအလိုကောင်းမောပါရနေတဲ့ခန္ဓာကဘယ်နှပါပြောပါရပါလေဝိညာဉ်ဩဘီရှေ့မသွားခင်နည်းနည်းလေးဆရာတကပြန်ပြီးတော့ညှိနှိုင်းမေဦးဇင်းတို့ညာကပြောခဲ့တယ်နော်တရားဟောတဲ့အခါမှာနောက်ကလိုက်ပြီးတော့ဖြေရမယ်လိုက်ပြီးတော့ဖြေရမယ်ဆိုတာကဘာကြောင့်ဖြေခိုင်းတာလဲဆိုတာကအကြောင်းရှိလို့ပါဘာရှိလို့ပြီးတော့ဒီနေ့တို့ယောဂီအသက်တွေမှတ်ပါမိုးကုတ်တရားစခန်းပွဲတွေဝင်ရောက်ပြီးတော့တရားဒီဟောကြမယ်တရားဒီနာကြမယ်ဆိုရင်ဦးဇင်းတို့တရားဟောတဲ့ပုဂ္ဂိုလ်ဘက်ကရှိရမယ်အင်္ဂါက3ပါးတရားနာကြတဲ့ယောဂီသူတော်စင်တွေဘက်ကရှိရမယ်အင်္ဂါက3ပါးဆိုပြီးတော့ဆိုင်ရာအင်္ဂါရှိတယ်ဆိုင်ရာပါရှိတယ်ဒီတော့ဦးဇင်းတို့တရားဟောတရားပြမယ်ဆရာသမားများဘက်ကရှိရမယ်အင်္ဂါကနံပါတ်1ခွဲမှောက်တဲ့နေရာမှောက်ရမယ်နံပါတ်2ဒုတ်ထောက်တဲ့နေရာထောက်ရမယ်နံပါတ်3လက်မြောက်တဲ့နေရာမြောက်ရမယ်အင်္ဂါဘယ်နှချက်ခွဲလေမှောက်ရမယ်ဒုတ်လေထောက်ရမယ်လက်လေမြောက်ရမယ်ဒါဥစဉ်တို့အပိုင်းပေါ့နော်ဒုနိဒုဇောတရားဓမ္မဝင်ရောက်အားထုတ်ယခုလိုတရားဟောတဲ့အချိန်မှာတရားနာကြမယ်ယောဂီသူတော်စင်တွေကနံပါတ်1ခေါင်းမော့ပြီးတော့မျက်လုံးဖွင့်ရမယ်နံပါတ်2နားကလည်းဆွင်ရမယ်နံပါတ်3ပါးစပ်ကလည်းအစင်သင့်ပြင်ရမယ်အင်္ဂါဘယ်နှပါလိုက်ဆိုပါမျက်လုံးကိုဖွင့်နားကိုဆွေပါးစပ်အသင်ရှိပါစေမျက်လုံးကိုဖွင့်နားကိုဆွေပါးစပ်အသင်ရှိပါစေမျက်လုံးကိုဖွင့်နားကိုဆွေပါးစပ်အသင်ရှိပါစေဆိုလိုက်ပါဟုတ်ပြီမျက်လုံးကိုဖွင့်နားကိုဆွင့်ပါးစပ်အသင့်ရှိပါစေလို့ဆိုတဲ့အတိုင်းတို့တရားနာကြတဲ့ယောဂီသူတော်စင်တွေကနံပါတ်1ခေါင်းမော့ပြီးတော့မျက်လုံးဖွင့်ရမယ်နံပါတ်1ပါလေတို့တရားနာနေတဲ့အချိန်မှာဒီလိုကြီးလို့ပြီးတော့ခေါင်းကြီးကငိုက်ဆိုင်ကြမျက်လုံးစုံမှိတ်ပြီးတော့နာရမယ့်တရားမဟုတ်ပါဒါကြောင့်မိုးကုတ်ဆရာတော်ကြီးကဟေ့တဲ့ဒီတရားဆိုတာမျက်လုံးမိတ်နာရမယ့်တရားမဟုတ်ဘူးကွာမျက်လုံးဖွင့်ပြီးတော့နာရမယ့်တရားဆရာတော်ကြီးအမိန့်မရှိဘူးလားဘာကြောင့်မျက်လုံးဖွင့်ပြီးတော့နာပါခေါင်းမောပြီးတော့နာပါလို့ပြောရတာလဲဆိုတော့ဦးဇင်းတို့ကတရားဟောတဲ့အခါခွဲခလေးမှောက်တဲ့နေရာမှောက်ပြမယ်ဒုတ်ထောက်တဲ့နေရာထောက်ပြမယ်လက်ခလေးမြောက်တဲ့နေရာမြောက်ပြတဲ့အခါခွဲမှောက်တာလည်းမြင်အောင်ဒုတ်ထောက်တာလည်းမြင်အောင်လက်မြောက်တာလည်းမြင်အောင်ဒါကြောင့်ခေါင်းမော့ပြီးတော့မျက်လုံးဖွင့်ရမှာနော်တခါနာကလည်းဆွင့်ရမယ်ဆိုတာတို့တော်ကောင်းတို့ရည်တာတင်စားတဲ့စကားလုံးပြနော်နာကလည်းဆွင့်ရမယ်ဆိုတာဒီပန်ထားတဲ့စိတ်နှကကြွားဖို့မဟုတ်ပါအဖြောင်ပြောလိုက်တော့နာဆွင့်ရမယ်ဆိုတာတရားပွဲတဲ့အာယုံရောက်ရမယ်တရားပွဲတဲ့ဘာရောက်
ဦးဇင်းတို့ပုထုဇဉ်စိတ်ဆိုတာသူတော်ကောင်းတို့ရဲ့အင်မတန်ပြန့်လွင့်တဲ့ဗျာနော်ဦးဇင်းတို့သူတော်ကောင်းတို့ပုထုဇဉ်တို့ရဲ့စိတ်ဆိုတာဒီခန္ဓာကိုယ်ကြီးကဓမ္မယုံကြီးတဲ့လာပြီးတော့တရားထိုင်တရားနာနေပြီမဲ့လို့တခါကိုယ့်ရဲ့စိတ်ခလေးကအပြင်းရောက်သွားတယ်ဟုတ်ရဲ့လားလူကဒါငုတ်တုတ်ထိုင်နေတာကိုယ့်ရဲ့စိတ်ကတခါအိမ်ရောက်သွားလိုက်တခါဇီးတယ်ရောက်လိုက်တခါတငယ်ချင်းအပေါင်းအသင်းတွေအိမ်ရောက်လိုက်အိုးရောက်ဖူးပေါက်ဖူးတဲ့နေရာဒီစိတ်ကပြန့်လွဲ့နေတာအဲ့ဒီလိုကိုယ်နဲ့စိတ်နဲ့ကိုမကဖက်နဲ့ပြန့်လွဲ့နေတဲ့အချိန်တဲ့ဗျာဒီကတရားဒီဘလို့ပဲခေါ်အာယုံမကတ်တဲ့အတွေ့ကြောင့်စိတ်ထဲမှာဆွဲမြဲမှတ်မိဖို့ဆိုတာကလွယ်ပါမလားဒါကြောင့်သူတော်ကောင်းတို့ရေနာကလည်းဆွင်ရမယ်ဆိုတာအဖြောင့်ပြောလိုက်တော့တရားပွဲတဲ့အာယုံရောက်ရမယ်တဲ့ဗျာတရားပွဲတဲ့အာယုံရောက်ရမယ်တရားပွဲတဲ့ဘာရောက်ရမယ်ဒီအချိန်မှာစိတ်နဲ့ကိုယ်နဲ့စိတ်တစ်ထက်ထဲကြနေရမယ်လို့မှတ်နော်နောက်တခါနံပါတ်3ပါဇက်ကအစဉ်သင့်ပြင်ထားရမယ်ဆိုတာဦးဇင်းတို့မိုးကုတ်တရားဆိုတာကသူတော်ကောင်းတို့ရေပလင်ပေါ်မှာထိုင်ပြီးတော့တပါးတည်းပင်တိုင်းဟောတဲ့တရားမဟုတ်ပါအမေးအဖြေနဲ့ဟောတာဘယ်လိုဟောတာဘာကြောင့်လဲကြည့်ဦးဇင်းတို့ကလေမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့အတန်တော်ညံတော်တွေကိုဥထိတ်မှာပန်းစင်ဆရာတော်ဘုရားကြီးဟောနီအတိုင်းဟောရတာကိုဗျာနော်ဒီတော့မိုးကုတ်ဆရာတော်ဘုရားကြီးကတရားဟောတဲ့အခါအမေးအဖြေလေးနဲ့ဟောတာဒီတော့စစ်စဉ်းစားကြည့်မိုးကုတ်ဆရာတော်ဘုရားကြီးတရားဟောတာအမေးအဖြေနဲ့ဟောတာသူ့ကြမှာထွင်တာလားဆိုတော့မဟုတ်ပါဘူးတဲ့ဘုရားရှင်ကိုရောမြတ်ကြီးတို့လက်ထစ်တော်တုန်းကရှင်နန္ဒကနဲ့ဘိက္ခုနီမ900တို့ယောဂီအဟောင်းတွေဆိုခဏကြားခဲ့ဘူးတယ်နော်ဘုရားရှင်ကိုရောမြတ်ကြီးတို့လက်ထက်တော်တို့ကရှင်နန္ဒကဆိုတဲ့ကိုရောကြီးလည်းရှိတယ်တရားနာကျင်ကြတဲ့ဘိက္ခုနီမ900လည်းရှိတယ်ဒီတော့ဒီဘိက္ခုနီမ900ကတရားနာကျင်တော်ဘုရားရှင်ကိုရောမြတ်ကြီးလျှောက်ထားဘုရားရှင်ကိုရောမြတ်ကြီးကအလှဲ့ကြတပါးသည်လှုပ်ပြီးကြွသွားတဲ့ဓမ္မဂတိကအတိုင်းကပလင်မော်မှာထိုင်ပြီးတော့တပါးတဲ့ဟောသွားကြတာဆိုပဲနော်သို့တော်လည်းပဲရှင်နန္ဒကာကြီးအလှဲ့ကြလာတော့ရှင်နန္ဒကာကတရားမဟောခင်မှာမိတ်ဆက်စကားလေးပြောသေးတယ်ဘယ်ကဲ့သို့ပြောလိုက်တာလဲဆိုတော့ချစ်နှမတို့ငါကတရားဟောတဲ့အခါအမေးအဖြေနဲ့ဟောမေအဲ့ဒီလိုအမေးအဖြေနဲ့ဟောတဲ့အခါမှာသင်ချစ်နှမတို့ကမကြောက်မဝေါ့ရဲဝံ့နဲ့မေးတိုင်းပြန်ပြီးတော့ဖြေရမေမေးတိုင်းပြန်ပြီးတော့ပါလေအဲ့ဒီလိုစကားလမ်းကြောင်းလေးပြီးတော့မိတ်ဆက်စကားလေးလည်းပြောလိုက်ရောဘိက္ခုနီမတီရဲ့ရှင်တယ်ဘယ်ကဲ့သို့ဖြစ်သွားတာလဲဆိုတော့ဓမ္မတို့ကိုတော့ဒီဘုန်းကြီးနဲ့ဒီဆရာတော်နဲ့တရားနာမှတို့အတွက်တရားရတော့မှာပဲဆိုပြီးတော့ရှင်နန္ဒကရဲ့အပေါ်မှာပုဂ္ဂိုလ်ကြီးအရာခင်သွားကြတယ်ပုဂ္ဂိုလ်ကြီးအရာတန်ရောစဉ်ဖြစ်သွားကြတယ်ဒါလောကီဘက်ကပထမပိုင်းနော်အဲ့တော့ဒီစကားကိုတို့မြန်မာစကားပုံမှာရှိတယ်မဟုတ်လားပုဂ္ဂိုလ်ခင်မဒါရှင်နန္ဒကတို့ကစတယ်လို့ထင်တာပဲတက္ကကြီးတို့ရေအဲ့တော့ဘိက္ခုနီမတေရဲ့စိတ်ထဲမှာရွှင်ပြလေးဖြစ်သွားပြီးတော့တို့ရဲ့သားတော်ဟောတဲ့တရားနာရတော့မယ်တို့ရဲ့အကိုတို့ရဲ့မောင်လေးတို့ရဲ့တူသားနောင်မဲဟောတဲ့တရားကိုတို့တတိရွှင်ပြတရားနာတော့တရားနာခွင့်ရတော့မှာပဲဆိုပြီးတော့ကြည်စံဘိက္ခုနီမတီရဲ့စိတ်ထဲမှာရွှင်ပြဖြစ်နေတဲ့အချိန်ရှင်နန္ဒကာကြီးကဟောလိုက်မေးလိုက်ဘိက္ခုနီမတီကပြန်ပြီးတော့ဖြေလိုက်ဆိုတော့အမေးအဖြေနဲ့ဟောလိုက်တော့ဉာဏ်ပွင့်တယ်အမေးအဖြေနဲ့ဟောတော့ဘာပွင့်တယ်သူတော်ကောင်းတို့စဉ်းစားကြည့်ဖြစ်နိုင်တယ်နော်
ဘာကြောင့်လဲဆိုတော့ဓမ္မတဲ့ဟောနေတဲ့အချိန်မှာဒုပရိသတ်ကတရားကိုအာယုဆိုင်ပြီးတော့မျက်လုံးလေးမိတ်ပြီးတော့တရားနားနေကြမှာပါပဲပထမတော့နော်သို့တော်လည်းပဲပုထုဇဉ်တို့ရဲ့သဘာဝအရာဌိနာမိတ်တာကနှိမ့်စစ်ဝင်ရောက်လိုက်တဲ့အခါစိတ်ကလေးကလေးလံပြီးတော့စောစောကပြောတယ်လို့တခါတခါအတွေးတွေကနေချက်နေမယ်တခါတခါဌိနာမိတ်တာကနှိမ့်စစ်နေမယ်ဆိုရဲ့တရားသာဆုံးသွားရောပါဇက်ကြီးကလည်းပိတ်မျက်လုံးကလည်းမိတ်အာယုန်တွေကလည်းပြန့်ငိုက်ကလည်းငိုက်နေတဲ့အတွက်တရားရဖို့ဆိုတာကလွယ်ပါမလားတကယ်တော့သိမလွယ်တော့ဘူးလို့ဦးဇင်းတို့ထင်တာပဲเนาะဒါထင်တာကိုပြောတာပါအဲ့တော့ဒီမှာအမေးအဖြေတွေနဲ့ဟောနေတော့တို့သူတော်ကောင်းတို့ရဲ့စိတ်ထဲမှာငိုက်ချိန်တယ်မရတော့ပါစိတ်တွေပြန့်လွင်ခြင်းနဲ့မရတော့ပါ။အော်ဘုန်းကြီးကဘာဒီစစ်ဟောလို့တို့တတိကဘလို့ပြန်ဖြေရမှာပါလေဆိုပြီးတော့ဒီတရားပွဲထဲမှာစိတ်နှစ်ပြီးတော့တရားနာနေတော့ကိုယ့်ရဲ့ဉာဏ်ကရွှင်လာတယ်ကိုယ့်ရဲ့ဉာဏ်ကပွင့်လာတယ်ဒီလိုမဟုတ်လား။တကြဟိုမှာကြည်စံရှင်နန္ဒကာကြီးကတရားဟောလိုက်ဘိက္ခုနီမတိကလိုက်လိုက်ပြီးတော့ဖြေလိုက်မိလိုက်ဖြေလိုက်ဆရာတကမြိုင်မြိုင်ဆိုင်ဆိုင်ကြီးအမေးအဖြေနဲ့တရားဟောလိုက်တော့ဘိက္ခုနီမတိဉာဏ်လဲပွင့်ပြီးတော့နာကတရားနာဉာဏ်ကခန္ဓာလှည့်လိုက်တာနဲ့တပြိုင်နက်တရားပွဲလဲဆုံးရောတချို့ဘိက္ခုနီမတိသောတာပန်ဖြစ်ကြတချို့တဂရကံတချို့အနာကံတချို့အတဝခင်ကွာယဟန္တာထီအောင်ဖြစ်ရတယ်အမေအဖြေနဲ့ဟောလို့ပါဘလို့ဟောလို့ဒီတော့ဒါကိုမိုးကုတ်ဆရာတော်ဘုရားကြီးကဥပမာလေးယူလိုက်တယ်အတုယူလိုက်တယ်ဩရှင်နန္ဒကာကြီးတရားဟောတဲ့အကအမေအဖြေနဲ့ဟောလိုက်တဲ့အတွေ့အကြုံတရားဒုတရားမြတ်ရဖို့ရကအင်မတန်ထီရောက်တာပဲဒါကြောင့်ငါလည်းပဲရှင်နန္ဒကာထုံနှလုံးမူပြီးတော့အမေအဖြေနဲ့ဟောမယ်ကြွဆိုပြီးတော့သူတော်ကောင်းတို့ရေမိုးကုတ်ဆရာတော်ကြီးကရှင်နန္ဒကာထုံနှလုံးမူပြီးတော့အမေအဖြေနဲ့ဟောခဲ့တာရှင်းရဲ့လားဒီလိုဆိုရင်မိုးကုတ်ဆရာတော်ကြီးကလည်းရှင်နန္ဒကာထုံနှလုံးမူပြီးတော့အမေအဖြေနဲ့ဟောတယ်လို့တဲ့ဦးဇင်းတို့ကလည်းမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့အတိုင်းအမေအဖြေနဲ့ဟောမှာဖြစ်တဲ့အတွေ့အကြုံမိတိုင်းပြန်ပြီးတော့ဖြေဖို့ရာအတွက်ပါဇက်လေးကအစင်သင့်ပြင်ထားရမေဒါကိုပြောတာနော်ဒီလိုဆိုရင်လာရှုပရိသတ်ကိုမေးပါမေဦးဇင်းမေးတဲ့အခါမှာပါဇက်လေးကပိတ်နေရမှာလားပြန်ဖြေရမှာလားပထမဆုံးအနည်းဆရာတကညှိနှိုင်းတော့ရှိသေးတာနော်ဒီဆရာနဲ့ဒီတကက10ရက်လုံးတွေ့ရမှာဆိုတော့ရင်းနှီးပွင့်ပွင့်လင်းလင်းပေါ့ဦးဇင်းညာကပြောခဲ့တယ်လို့ဦးဇင်းတို့လည်းဒီဓမ္မရိပ်သာဒီလားရှိုးမြို့ရှမ်းပြည်မြောက်ပိုင်းဒါပထမဆုံးအကျင့်ရောက်တာပါနော်ရောက်တဲ့အခါမှာဆရာတကတန်တရားတလျှောက်လုံးကအမိအဖညီအကိုမောင်နှမတော်ဆက်ခဲ့ဘူးကြတဲ့အဖိုးအဖွားဒီအမိဟောင်းအဖဟောင်းညီအကိုမောင်နှမခေါင်းဒီနဲ့ပြန်လေကဆုံတွေ့တဲ့ပွဲမှာဦးဇင်းတို့ကတရားနဲ့ကျေးဇူးဆက်တာဒီတော့ဦးဇင်းတို့တရားနဲ့ကျေးဇူးဆက်နေတဲ့အချိန်မှာဒုတတိကလေဦးဇင်းတို့ဟောခွေလေးပေါ်လာအောင်ညံပို့ပြီးတော့ပွင့်လာအောင်မိတိုင်းပြန်ပြီးတော့ဖြေပါရှင်းတယ်နော်အဲ့တော့ပြန်ဖြေတဲ့အခါမှာလေဦးဇင်းတို့ရဲ့ဆန္ဒကတော့ဖြေခြင်းသလိုလိုမဖြေခြင်းသလိုလိုအေးရေးပဲမဝသလိုလိုမနဲလီအတန်နဲ့မပွင့်တဲ့ပွင့်တော့မလုံးနဲ့ကျဲဖြေရမယ်ဘယ်လိုဖြေရမှာတော့လာရှုပရိသတ်တို့လီဘိုးမြပတ်ဆံကုန်ရဲ့လားမလီအရှင်ဘုရားကဖြေခိုင်းတို့တာတပည့်တော်တို့အော်ဖြေလိုက်တာလီဒီဝေရတာပတ်ဆံကုန်နေဖယားဆိုရင်လီဘိုးအတွေ့ဥဩဘာသာတို့ပေးမယ်နော်လာတောင်းလီများတာဝေရတယ်ဆိုရင်လာတောင်းမှာပတ်ဆံပေးမယ်နော်
အဲ့တော့လီဆိုတာဝေယတာလည်းမဟုတ်လီများနှမျောသည်လားမဲလီဖို့လည်းမကုံပါလီလည်းမနှမျောပါဆိုရင်ပြန်ပြီးတော့ဖြေတဲ့အခါတူတူဖြေရမှာလားချေချေဖြေရမှာလားအဲ့တော့ကျဲကျဲဖြေရမယ်ဆိုတော့ယောဂီအသစ်တွေကပြောအောင်မေအရှင်ဘုရားမသိလို့မှလာပြီးတော့အခုမှတရားလာအထုတ်တာအရှင်ဘုရားကကျဲကျဲဖြေဆိုလို့တာတပည့်တော်တို့ဖြေလိုက်ရတယ်ဖရာအကယ်၍များအရှင်ဖရာတပည့်တော်တို့ဖြေတာများမှားသွားရင်ဒါလည်းစိုးရိမ်စရာပဲနော်တပည့်တော်တို့အဖြေလိကများမှားသွားရင်အိုးအရှင်ဘုရားရဲ့ရှေ့ကခွင့်နဲ့များကောက်ပြီးတော့ပေါက်လိုက်လေမလားနော်မလီကင်ထားတဲ့ဒုက္ခလေမလီမတောင်းတောင်းဆိုတော့ထမြရိုက်လေမလားမပူပါနဲ့ခွင့်နဲ့လည်းပေါက်เสียမလိုပါဒုတ်နဲ့လည်းရိုက်เสียမလိုပါမိုးကုတ်တရားဆိုတာဆရာနဲ့တကညှိနှိုင်းပြီးတော့ဟောရဲ့မှားเสียကိုမရှိဘူးနော်ဒီတော့ဥစဉ်တို့ကစောစောကကိုယ့်ရဲ့အပိုင်ကခွဲလဲမှောက်ရမယ်ဒုတ်လဲထောက်ရမယ်လက်လဲမြောက်ရမယ်ဆိုတာအလကားလက်မြောက်တာမဟုတ်ပါပလင်မော်တက်ပြီးတော့မင်းသားဖူးချစ်လို့ကတာမဟုတ်ဘူးနော်လက်မြောက်တယ်ဆိုတာကဖြေနိုင်အောင်နမိတ်ပြတာဖြေနိုင်အောင်ပါပြတာအလုံးကောင်းမောပါအလုံးကောင်းမောပါဒီမှာကြည်လိုက်ပါတို့တတိရှိနေတာခန္ဓာဘယ်နှပါဘယ်နှချောင်းထောင်လိုက်တာလဲမလီ၅ချောင်းထောင်တာမြင်လို့ကတော့သူတော်ကောင်းတို့ရဲ့ရန်နာអော်လိုက်၅ပါးပါဖယား၅ချောင်းမြည်ရဲ့၅ပါးတာអော်လိုက်နော်အဲ့ဒီခန္ဓာ၅ပါးတည်းမှာရုပ်ခန္ဓာကဘယ်နှပါဘယ်နှချောင်းမြင်တော့တချောင်းမြင်တပါးလို့တာអော်ထဲလိုက်နော်ခန္ဓာ၅ပါးတည်းမှာနံခန္ဓာကဘယ်နှပါဘယ်နှချောင်းမြင်တော့မှားစရာများရှိလားအဲ့တော့ပလီမောကဘုန်းကြီးက၅ပါးဖြည့်စေခြင်းတော့၅ချောင်းထောင်ပြမယ်တပါးဖြည့်စေခြင်းတော့တစ်ချောင်းထောင်ပြမယ်၄ပါးဖြည့်စေခြင်းတော့၄ချောင်းထောင်ပြရတယ်အဲ့ဒါတချို့ကလည်းအတိတ်ကကောက်သေးဩဗလီမောကဘုန်းကြီးက9 1 4အပိုင်ပေးနေပြီတော်ကောင်းတို့ရေချဲလို့တာကောက်သွားပွားလိုက်ရင်တော့မွဲမှာနော်ဒါကြောင့်မဖြေနိုင်စရာအကြောင်းမရှိပါလက်မြောက်တာကိုလည်းကြည့်ပြီးတော့ဖြေလို့ရတယ်ဒုတ်ထောက်တာကလည်းအလကားထောက်တာမဟုတ်ပါဖြေစေခြင်းနဲ့စကားလုံးဒုတ်ထောက်တာဥပမာအပြင်ဇဝိုင်းကြည့်လိုက်ပါသစ္စာမသိတာကအဝိဇ္ဇာသစ္စာမသိတာကအဲ့တော့ဦးဇင်းတို့မေးမှာကဒီလိုမေးမှာသူတော်ကောင်းတို့သစ္စာလေးပါမသိတာသည်တခြားလားအဝိဇ္ဇာလားဆိုပြီးတော့နောက်စကားလုံးလေးဖမ်းမိတာနော်အဲ့လိုမမေးဘဲနဲ့သစ္စာလေးပါမသိတာကလို့ဆိုပြီးတော့ဦးဇင်းတို့ကဒုတ်ထောက်လိုက်တာကဘယ်မှာထောက်လိုက်တာလဲအဲ့တော့ထောက်ထားတဲ့စကားလုံးကြည့်ပြီးတော့သူတော်ကောင်းတို့ဖြေလို့မရဘူးလားစောစောကမေးလိုက်တာရှိနေတာခန္ဓာဘယ်နှပါပြောပါဒီပါလေဝိညာဉ်ဟောဒုတ်ထောက်တယ်ဆိုတာကိုနိုင်ဝင်းကြီးဒါဖြည့်စေခြင်းနာလေးထောက်တာနော်ဒုတ်ထောက်တယ်ဆိုတာလေဖြည့်စေခြင်းနဲ့စကားလုံးထောက်တာပါနောက်တကမေးတဲ့အခါမှာလေဦးဇင်းတို့ကဖြည့်စေခြင်းနဲ့စကားလုံးကိုနောက်ကထားရတာဖြည့်စေခြင်းနဲ့စကားလုံးပါပါလေဥပမာအပြင်စောစောကပြောခဲ့ပါပြီသစ္စာလေးပါမသိတာကအဝိဇ္ဇာအဲ့တော့အဝိဇ္ဇာသိစေခြင်းတော့ဥချိုကြီးဥစဉ်တို့ကဒီအဝိဇ္ဇာကိုနှောက်ထားတာနော်ယောဂီတို့သစ္စာလေးပါမသိတာသည်တခြားလားဟောတလုံးပါသေးတယ်နော်နောက်ဖြည့်စေခြင်းနဲ့စကားလုံးလေးနှောက်ထားလိုက်တာအဝိဇ္ဇာလားနှလုံးမေးလိုက်တာဒီတော့တခြားလားအဝိဇ္ဇာလားလို့မေးရင်အဝိဇ္ဇာပါဖယားနောက်စကားလုံးဖြေရင်မှားစရာများရှိပါမလားအဲ့ဒီလိုမဖြေဘဲနဲ့တခြားပါဖယားဆိုရင်တော့
ပလင်မောကဘုန်းကြီးကလည်းရောင်တောင်ဖြစ်သွားတတ်တယ်နော်ဤဒါကြောင့်ပြန်ပြီးတော့ဆရာတကာညှိကြပါစို့ဦးဇင်းတို့တရားဟောတဲ့အခါခွင်မောက်တဲ့နေရာမောက်တဲ့ဒုတ်ထောက်တဲ့နေရာထောက်တဲ့လက်မြောက်တဲ့နေရာမြောက်ရသလိုယောဂီသူတော်စင်တွေကခေါင်းမောပြီးတော့ဗာဖွင့်ရမယ်ကောင်းမောပြီးတော့မျက်လုံးဖွင့်ရမယ်နားကလည်းဆွင်ရမယ်ပြန်ပြီးတော့ဖြေဖို့ရအတွက်ပါဇက်ကလည်းအစင်သင့်ပြင်ထားရမယ်သုံးချစ်စီညီရမယ်လို့မှတ်ပါနော်ကဲတရားကိုပြန်ကောက်ကြသို့ရှိနေတာခန္ဓာဘယ်နှပါပြောပါလိပါလိဝိညာဏယုတ်ဟုတ်ပြီရနေတဲ့ခန္ဓာအကြောင်းလားအကျိုးလားဟုတ်ပြီအကျိုးတရားခန္ဓာ၅ပါးသည်အလိုလိုရတာလားအကြောင်းတရားကြောင့်ရတာလားဟုတ်ပြီအကြောင်းတရားကဘယ်သူလဲဆိုတော့သင်္ခါရတရားအကြောင်းတရားကဘာတရားဤတော့ယောဂီအသက်တို့မှတ်ပါပါဠိလိုဆိုရင်တော့သင်္ခါရတရားမြန်မာလိုပြောရင်တော့ပြုလုပ်တတ်တဲ့တရားမြန်မာလိုပြောတော့ဗာတရားဟုတ်ပြီပြုလုပ်တာက၃မျိုးရှိတယ်နံပါတ်1ကောင်းတာလေပြုလုပ်တယ်နံပါတ်2မကောင်းတာလေပြုလုပ်တယ်နံပါတ်3စံတရားလေးပြုလုပ်တယ်ပြုလုပ်တာကဘယ်နှမျိုးပြောကြည့်သားဟိကောင်းတာလေးဟုတ်ပြီအဲ့ဒါကိုစားလို့ပြန်ပြီးတော့သုံးလိုက်တော့ကောင်းတာပြုလုပ်တယ်ဆိုတာကကုသိုလ်တရားပါဠိလိုသုံးလိုက်တော့ပုံညာဘိသင်္ခါရဘာသင်္ခါရမကောင်းတာလည်းပြုလုပ်တဲ့အကုသိုလ်တရားစာလိုသုံးလိုက်တော့အပုံညာဘိသင်္ခါရဘာသင်္ခါရစံတရားလည်းပြုလုပ်တယ်စာလိုသုံးလိုက်တော့အာနိစာဘိသင်္ခါရဘာသင်္ခါရဉာဏ်ပြီးတော့ပြောမယ်မြန်မာလိုပြောလိုက်တော့ပြုလုပ်တာကဘယ်နှမျိုးပြောပါလိပါလေကောင်းတာလေပြုလုပ်တယ်ပါဠိလိုသုံးလိုက်တော့သင်္ခါရကဘယ်နှမျိုးဟာဒီပါလေပုံညာဘိသင်္ခါရယောဂီအသက်တို့လိုက်ဖြေမှမှတ်မိမယ်နော်မြန်မာလိုပြောလိုက်တော့ကောင်းတာလည်းပြုလုပ်တယ်မကောင်းတာလည်းပြုလုပ်တယ်ဇန်တရားလည်းပြုလုပ်တယ်ပါဠိလိုပြောလိုက်တော့ပုံညာဘိသင်္ခါရအပုံညာဘိသင်္ခါရအာနိစာဘိသင်္ခါရဒီတော့တလုံးနဲ့တိုက်ရိုက်ပြန်လိုက်တော့ဒီသင်္ခါရ၃ပါးဆိုတာကအကြောင်းတရားသင်္ခါရ၃ပါးကဘာတရားအကြောင်းရှိရဲ့အကြောင်းဖြစ်ရဲ့ပြန်ပြောအကြောင်းရှိရဲ့အကြောင်းဖြစ်ရဲ့ဒီလိုဆိုရင်အကြောင်းအကျိုးပြန်ပြီးတော့နှီးနှောလိုက်တော့နံပါတ်3အာနိစာဘိသင်္ခါရဇန်တရားတည်ရအောင်ကြိုးစားကြတယ်ပေါ့နော်အဲ့တော့မိမိတို့တတိကအာနိစာဘိသင်္ခါရမြေရှုမိုးပြန်တကိုးဇန်နေရအောင်ကြိုးစားတာကအကြောင်းတရားတို့ဇန်ရတယ်ဆိုတဲ့အကြောင်းတရားကြောင့်ဒီဇန်တရားဒီနဲ့တည်သွားတယ်ဆိုရင်ပြမပြီးရောက်ရမေဘယ်ရောက်ရမေသူတော်ကောင်းတို့ရဲ့အကြောင်းအကျိုးပြန်ပြီးတော့ပေါင်းလိုက်တော့
အာနိစာပိသင်္ခါရဇန်တရားတည်ရအောင်ပြုလုပ်တာကအကြောင်းတရားသေပြီးတဲ့နောက်ဗြဟ္မပြည်ရောက်တာကအကျိုးတရားအကြောင်းကြောင့်ဘာဖြစ်တယ်အဲ့ဒီအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့စကားလုံးလေးပါဠိလိုသုံးလိုက်တော့အကြောင်းကပဋိစ္စအကျိုးကသမုပ္ပါယောဂီအသက်တို့မှတ်နော်အကြောင်းကပဋိစ္စအကျိုးကသမုပ္ပါပေါင်းလိုက်တော့ဒီလိုဆိုရင်ပဋိစ္စသမုပ္ပါဆိုတာဒီဥစဉ်ဘေးနာမှာထောင်ထားတဲ့စက်ဝိုင်းကြီးပြောတာမဟုတ်ပါတချို့ကမသိတဲ့အခါကျတော့ဟေ့ပဋိစ္စသမုပ္ပါဆိုတာမိုးကုတ်တရားစခန်းပွဲတွေသွားမိုးကုတ်ဆရာတော်တွေတရားဟောတဲ့ဘုန်းကြီးတွေဘီကထောင်ထားတဲ့ဟောဒီအဝိုင်းကြီးစက်ဝိုင်းကြီးကပဋိစ္စသမုပ္ပါပေါ့ကွဆိုပြီးတော့တချို့ထင်တာကသူတော်ကောင်းတို့ရေဟောဒီစက်ဝိုင်းကြီးကိုပဋိစ္စသမုပ္ပါလို့ထင်တာတကယ်တော့ပဋိစ္စသမုပ္ပါဆိုတာဒီဟောဒီစက်ဝိုင်းကြီးပြောတာမဟုတ်ပါအချောင်းနဲ့အကျိုးပြောတာဘာနဲ့ဘာပြောဒီမှာဇန်တရားတွေရအောင်လုပ်တာကအကြောင်းတရားသိတဲ့အခါဗြဟ္မပြည်ရောက်တာကအကျိုးတရားအကြောင်းကြောင့်ဘာဖြစ်တယ်အကြောင်းကပဋိစ္စအကျိုးကသမုပ္ပါပေါင်းလိုက်တော့မြန်မာလိုပြောလိုက်တော့ပါဠိလိုပြောလိုက်တော့ရှင်းစေခြင်းလို့ထက်ခါတလဲလဲသုံးတယ်လို့မှတ်နော်ကဲဒီလိုဆိုရင်ဥစဉ်နဲ့တကွာတရားတပွဲလုံးကသင်္ခါရ၃မျိုးနဲ့ကြည်လိုက်တော့ဒီနေ့ဗြဟ္မပြည်ရောက်နေတာတယောက်မှမဟုတ်ပါအဲ့ဒီလိုမဟုတ်တဲ့အတွေ့အကြုံအာနိစာပိသင်္ခါရခဏပယ်လိုက်မေနံပါတ်2အပုံညာပိသင်္ခါရအကုသိုလ်တရားအကုသိုလ်တရားတွေပြုလုပ်ပြီးတော့သိရင်တော့အပေ၄ပါးရောက်မေပေရောက်မေအကြောင်းအကျိုးခွဲလိုက်တော့အကုသိုလ်တရားတွေပြုလုပ်တာကအကြောင်းတရားအပေ၄ပါးရောက်ရတာကအကျိုးတရားအကြောင်းကြောင့်ဘာဖြစ်တယ်စာလိုပြန်သုံးလိုက်တော့အကြောင်းကပဋိစ္စအကျိုးကသမုပ္ပါပေါင်းလိုက်တော့မြန်မာလိုပြောလိုက်တော့ကဲအပုံညာပြီးသင်္ခါရနဲ့ကြည်လိုက်ပြန်တော့ဥစဉ်နဲ့တကွတရားတပွဲလုံးဟာဒီနေ့အပေ၄ပါးရောက်နေကြတာမဟုတ်ပါဒါကြောင့်အပုံညာပြီးသင်္ခါရခဏပယ်လိုက်မေကျမ်းနေတာကပုံညာပိသင်္ခါရဒါကျမ်းတယ်နော်အဲ့တော့ပုံညာပိသင်္ခါရကောင်းတာတွေပြုလုပ်တယ်ကုသိုလ်တရားတွေပြုလုပ်တယ်အဲ့ဒီကုသိုလ်ကဘာကုသိုလ်တွေလဲဆိုတော့ဒါနကုသိုလ်လည်းပါတယ်သီလကုသိုလ်လည်းပါတယ်မေတ္တာပုပ္ပရိစိတ်ဖျားရှိကိုဂုဏ်တော်ရွပွားတယ်လို့ခေါ်တဲ့သမထကုသိုလ်လည်းပါတယ်ကုသိုလ်၃မျိုးစလုံးပါတယ်လို့မှတ်ပါနော်ဒါနသီလသမထဆိုတဲ့ကုသိုလ်တရားတွေပြုလုပ်တာကပုံညာပိသင်္ခါရကောင်းတဲ့အကြောင်းတရားတွေပါအဒီပုံညာပိသင်္ခါရကုသိုလ်ကောင်းမှုတရားတွေပြုလုပ်ပြီးတော့သိရင်တော့လူဘဝနတ်ဘဝရောက်မေဘယ်ရောက်မေကဲဒီစကားထောက်ကြည့်လိုက်တော့ဥစဉ်နဲ့တကွာတရားတပွဲလို့ဒီနေ့လူလောကလူဘဝရနေပြီနော်ဒီနေ့လူလောကလူဘဝရတာသည်အလိုလိုရတာမဟုတ်ပါအကြောင်းရှိလို့ရတာဘာရှိလို့ဟောဒီလိုဆိုရင်တို့ပြုခဲ့တဲ့အကြောင်းတရားတွေကဒါနဆိုတဲ့ကုသိုလ်ကောင်းမှုတွေလည်းပါတယ်သီလဆိုတဲ့ကုသိုလ်ကောင်းမှုတွေလည်းပါတယ်မေတ္တာပုပ္ပရိစိတ်ဖျားရှိကိုဂုဏ်တော်ရွပွားတယ်လို့ခေါ်တဲ့သမထကုသိုလ်တွေလည်းပါတယ်အဲ့ဒီကုသိုလ်တွေတစ်လုံးနဲ့ပြောလိုက်တော့ပုံညာပိသင်္ခါရဘာသင်္ခါရဒီနေရာမှာတို့အတွက်သင်္ခါရအရာကပုံညာပိသင်္ခါရကောက်တယ်လို့မှတ်ပါနော်ဒီတော့ပုံညာပိသင်္ခါရ
စဝိုင်းနေကြည့်လိုက်ပါဘယ်တော့ငါပြုခဲ့တာလဲဆိုတော့လွန်လေပြီးတော့အတိတ်ကာလပြောဘယ်တော့ငါပြုခဲ့တာဒီလိုစဉ်ဥစဉ်နှင့်တကွတရားတပွဲလုံးသည်အတိတ်ဘဝတန္တရာတခြားလုံးငါဒါနာတရားတွေပေခဲ့တာလားပြုခဲ့တာလားသီလတရားတွေလည်းပေခဲ့တာလားပြုခဲ့တာလားသမထတရားတွေလည်းပေခဲ့တာလားပြုခဲ့တာလားဒီလိုစဉ်အတိတ်ဘဝတန္တရာတခြားလုံးငါဒါနသီလသမထဆိုတဲ့တရားတွေပြုခဲ့ပါတယ်ဆိုတာဘယ်သူကသစ်သေးခန္ဓာလဲဆိုတော့ဒီနေ့ရနေတဲ့ခန္ဓာကသစ်သေးခန္ဓာရနေတဲ့ခန္ဓာကဘာခန္ဓာဒီလိုဆိုရင်ကိုကုသိုလ်ကောင်းမှုတွေပြုခဲ့တယ်ဆိုတာယုံပြီပေါ့နော်အဲ့တော့အတိတ်ဘဝတန္တရာတလျှော်လုံးကဒါနာသီလသမထဆိုတဲ့ကုသိုလ်ကောင်းမှုတွေတော့ပြုခဲ့ပါရဲ့သို့တော်ဆက်ဝါးကြည့်လိုက်ပါပြုတိုင်းမြူတိုင်းပုံညာပိသင်္ခါရရဲ့အဘောကဘယ်တရားအုပ်ချုပ်ခဲ့တာတို့တက်တဲ့အတိတ်ဘဝတန္တရာတလျှော်လုံးကကုသိုလ်ကောင်းမှုတရားတွေတော့ပြုခဲ့ပါ၏သို့တော်ပြုတိုင်းအဝိဇ္ဇာဥစည်းခဲ့တာအဝိဇ္ဇာဆိုတာဒီသစ္စာတရားသိတဲ့တရားလားမသိတဲ့တရားလားစဝိုင်းပြန်ကြည့်ရနေတာခန္ဓာဘယ်နှပါပြောလိုက်ပါဝိညာဉ်ဩဘိရနေတဲ့ခန္ဓာအတွင်ထောက်တော့ဘာသစ္စာဒုက္ခသစ္စာဆိုတာဒီချမ်းသာတဲ့တရားလားဆင်းရဲတဲ့တရားလားဆင်းရဲတာဒီရှိဝေးမကြည့်နဲ့ဟောဒီခန္ဓာကြီးရလာတဲ့အခါကျတော့အိုချိန်တန်တော့ဘာဖြစ်ရမယ်နာချိန်တန်တော့သေချိန်တန်တော့ဒီလိုဆိုရင်တို့တတ်တွေရနေတဲ့လူလောကလူခန္ဓာတို့တတ်တွေအတွက်အိုနာသေးမလောသေးတဲ့ဒုက္ခသစ္စာရမှဘာလားဆိုတာအတိတ်ဘဝတန္တရာတလျှော်လုံးကမသိခဲ့ပါသိခဲ့ရဲ့လားဒီလိုဆိုရင်ဒုက္ခသစ္စာရဲ့လို့မသိတာကအဝိဇ္ဇာဒုက္ခသစ္စာရဲ့လို့မသိတာကပြီးတော့အဝိဇ္ဇာရဲ့တငယ်ချင်းကတဏှာတရားလို့မှတ်နော်အဝိဇ္ဇာရဲ့တငယ်ချင်းတဏှာတရားကနေပြီးတော့အဝိဇ္ဇာကပြောတယ်ဟေ့မောင်တဏှာရေငါကတော့တတ္တဝါဒီခန္ဓာရရင်ဒုက္ခသစ္စာရမယ်လို့မသိအောင်ဖုံးကားလိုက်ပြီးကွာကျန်တာကမင်းအပိုင်ပဲလို့အဝိဇ္ဇာကပြောလိုက်တော့တဏှာဆိုတဲ့ပုဂ္ဂိုလ်ကဟာဒီလိုဆိုရင်ငါတာဝန်ထမ်းမယ်ဆိုပြီးတော့ကြည်စမ်းဦးဇင်းတို့ရဲ့နှုတ်ဖျားလေးကနေပြီးတော့ဒါနာပြုတဲ့အချိန်သီလစောင့်ထိန်တဲ့အချိန်သမထပွားများတဲ့အချိန်မှာဆုတောင်းကြတယ်။ဘာတောင်းကြအရှင်ဘုရားဤကဲ့သို့ဒါနသီလသမထတရားတွေကြောင့်တပိတော်တို့လူလောကလူချမ်းသာရရပါလို့ဤနတ်လောကနတ်ချမ်းသာရရပါလို့ဤမြမလောကမြမချမ်းသာရရပါလို့ဤဆိုပြီးတော့ဆုတောင်းကြတယ်လူလောကနတ်လောကမြမလောကလူနတ်မြမချမ်းသာရခြင်းနာဆုတောင်းနာကတဏှာဆုတောင်းနာကဘာလေစဝိုင်းနေကြည့်လိုက်ပါလူဘဝရပြန်တော့ဘာသစ္စာနတ်ဘဝရပြန်တော့ဘာသစ္စာမြမဘဝရပြန်တော့ဘာသစ္စာဒုက္ခသစ္စာလို့မသိအောင်ဖုံးလိုက်တာကမသိတော့လိုချင်တာကကြည်စမ်းတော့တို့တည်းအတိတ်ဘဝတန္တရာတလျှော်လုံးငါဒါနာသီလသမထဆိုတဲ့ကုသိုလ်ကောင်းမှုတွေပြုတော့ပြုပါ၏သို့တော်လည်းပဲအဝိဇ္ဇာဥစီပြီးတော့တဏှာချမ်းရံခဲ့တာတို့ကဲ့သို့အဝိဇ္ဇာဥစီပြီးတော့တဏှာချမ်းရံခဲ့တဲ့အတွေ့ကြောင့်မိဖုရားစေပြဒီနေ့နိဗ္ဗာန်ရနေတာလားဒုက္ခရတာလား
ဒါကြောင့်တရားကိုပြန်ကောက်လိုက်တော့မိုးကုတ်ဆရာတော်ကြီးပြောနေတဲ့အဓိပ္ပာယ်ကအေးတဲ့ဒါနာသီလသမထတွေပြုပင်ပြုညာတော်လဲနိဗ္ဗာန်မရနိုင်ဘူးဆိုတာကအဝိဇ္ဇာဥသိပြီးတော့တဏှာချမ်းရရဲ့နိဗ္ဗာန်မရဒုက္ခပဲရမေနိဗ္ဗာန်မရပါပဲရာဦးဇင်းတို့ပြောတဲ့အပြောလေးအာယုံဆိုင်ပြီးတော့နားထောင်ပါဦးဇင်းတို့ပြောနေတာကလည်းမိုးကုတ်ဆရာတော်ကြီးရဲ့အသုံးအတိုင်းပြောတာပါဒီအသုံးတချို့သဘောမပေါက်တဲ့အခါကျတော့တချို့ပြောတတ်တယ်ဟာမိုးကုတ်ဆရာတော်ဘုရားကြီးကဒါနပေတဲ့သီလပေတဲ့သမထပေတဲ့မိုးကုတ်တရားစခန်းပွဲဒီသွားပြန်တော့လေဒါနသီလသမထပေတဲ့ဆိုတဲ့စကားတွေတချို့ပြောလိရှိတယ်နော်ဒီတော့မိုးကုတ်ဆရာတော်ဘုရားကြီးကလည်းဒါနသီလသမထမပြုကြနဲ့ပေကြဆိုတဲ့စကားတစ်လုံးမှမဟောခဲ့ပါမိုးကုတ်ဆရာတော်ကြီးဟောခဲ့ရဲ့လားဦးဇင်းတို့မိုးကုတ်ဆရာတော်ကြီးရဲ့တပည့်သားဝကဒီကလည်းတပါးမှမဟောပါတယောက်မှမဟောပါသို့သောမိုးကုတ်ဆရာတော်ကြီးပြောတဲ့အပြောကအဝိဇ္ဇာဥစီပြီးတော့တဏှာချမ်းရရဲ့နိဗ္ဗာန်မရဒုက္ခပဲရမေဒါပဲပြောတာတို့ဒီစကားမမှန်ဘူးလားအမှန်ကိုယ်တိုင်သက်သေပြနေပြီပဲနော်အဲ့ဒါမှမရှင်းစေရဲ့စဝိုင်းနဲ့ကြည်လိုက်တော့မတိတာကအဝိဇ္ဇာလိုချင်တာကတဏှာမတိမှုအဝိဇ္ဇာအရင်ခံပြီးတော့ဒါနသီလသမထတရားတွေပြုခဲ့တာကပုံညာပြီးသင်္ခါရအကြောင်းတရားသမုဒိယသစ္စာဒုက္ခဖြစ်ကြောင်းအမှန်တရားဒါတွေလောက်ခဲ့တဲ့အတွေ့အကြောင်းဒီနေ့လူလောကရနေတဲ့လူဘဝခန္ဓာဘာသစ္စာမိမိကိုယ်တိုင်လည်းသက်သေခံနေတယ်စက်ဝိုင်းကလည်းသက်သေခံနေတယ်ဒါကြောင့်တရားကိုပြန်ပြီးတော့ကောက်လိုက်တော့ဒါနသီလသမထပြုလုပ်တဲ့အခါအဝိဇ္ဇာဥစီပြီးတော့တဏှာချမ်းရရင်နိဗ္ဗာန်မရဒုက္ခပဲရမေမှတ်ခဲ့တော့နော်ကဲဒီလိုဆိုရင်နိဗ္ဗာန်ရစေနိုင်တာလည်းရှိတယ်ဆိုတာမနစ်ကပြောခဲ့ပြီးဉာဏ်ဥစီရမေဘာဥစီရမေအဲ့ဒီဉာဏ်ကြတော့သူတော်ကောင်းတို့ရေဘာဉာဏ်လဲဆိုတော့ဝိပဿနာဉာဏ်ဘာဉာဏ်ပါလေဝိပဿနာဉာဏ်သစ္စာဉာဏ်သစ္စာအနုလောမိကဉာဏ်ဒီတော့ဝိပဿနာဉာဏ်ဆိုတာကမြန်မာလိုတိုက်ရိုက်ပြန်လိုက်တော့ခန္ဓာအကြောင်းသိတဲ့ဉာဏ်ပါတယ်အလုံးကောင်းမော်လိုက်ပါယနေတာပစ္စုပန်ခန္ဓာကဘယ်နှပါပြောပါလိပါလေဝိညာဉ်ဟုတ်ပြီဘဝမပြည့်ရင်နောင်ရလာမယ့်ခန္ဓာကဘယ်နှပါပြောပါလိပါလေဝိညာဉ်နာယုတ်ဟုတ်ပြီနံပါတ်2အကွယ်ခန္ဓာကဒီနေ့ရနေတဲ့ပစ္စုပန်ခန္ဓာလို့ခေါ်တယ်နံပါတ်4အကွယ်ခန္ဓာကဘဝမပြည့်ရင်နောင်ရလာမယ့်ဘဝခန္ဓာဒီခေါ်ပါတယ်ဒီတော့စဝိုင်းနဲ့ကြည်လိုက်ပါဒီနေ့ပစ္စုပန်ရနေတဲ့ခန္ဓာဘာသစ္စာနောင်ရလာမယ့်ခန္ဓာဘာသစ္စာဩနာတိကလွတ်ရဲ့လားဩဒုတ္တိသစ္စာနုလောမိကဉာဏ်ဝိပဿနာဉာဏ်နဲ့ကြည်လိုက်တော့ဩဒုတ္တိပစ္စုပန်ရနေတဲ့ခန္ဓာကလည်းဩနာတိမလွတ်သိတဲ့အတွေ့အကြောင်းဒုက္ခသစ္စာဟဲ့နောင်ရလာမယ့်ခန္ဓာဒီကလည်းဘယ်ဘဝဘယ်ခန္ဓာရရဩနာတိမလွတ်သိတဲ့ဒုက္ခသစ္စာကြီးပါလားလို့ဒုက္ခသစ္စာရေလို့သိသွားရင်ဘာလို့သိသွားရင်တကယ်တမ်းသိသွားရဲ့သူတော်ကောင်းတို့ရဲ့နံပါတ်1ဒုက္ခသစ္စာကိုလည်းလိုချင်ရဲ့လားနောင်ရလာမယ့်ခန္ဓာဒီကိုလည်းလိုချင်ရဲ့လားဘာသစ္စာလို့သိသွားလို့ဩ
ဩရှင်းသွားပြီတို့တည်းဒုက္ခသစ္စာရဲ့လို့မသိတော့ငါလိုချင်တယ်ဒုက္ခသစ္စာလို့သိသွားတော့မလိုချင်တော့ပါဒီလိုမဟုတ်လားဒီလိုတဲ့မသိတာကအဝိဇ္ဇာလို့ခေါ်တယ်သိတာကြတော့ဝိဇ္ဇာလို့ခေါ်တယ်ရှင်းတယ်နော်မသိတာကအဝိဇ္ဇာသိတာကဝိဇ္ဇာဟောသိသွားတော့မလိုချင်တော့မရတော့ဘူးပေါ့ဒီခန္ဓာဒီမလိုချင်မရတဲ့ဒီခန္ဓာချုပ်ငိမ့်တဲ့နေရာဒီတခြားလားနိဗ္ဗာန်လားဒါကြောင့်တရားကိုပြန်ကောက်လိုက်တော့ဒါနသီလသမထပြုလုပ်တဲ့အခါအဝိဇ္ဇာဥသိပြီးတော့တဏှာချမ်းရရဲ့နိဗ္ဗာန်မရဒုက္ခပဲရမေဒါနသီလသမထပြုလုပ်တဲ့အခါမှာဝိဇ္ဇာဉာဏ်ဝိပဿနာဉာဏ်သစ္စာဉာဏ်ချမ်းရပြီးတော့ပြုမှနိဗ္ဗာန်ရမေရှင်းပါပြီနော်ကဲဒီလိုဆိုရင်နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာကဝိပဿနာတရားနိဗ္ဗာန်ရောက်ကြောင်းကဘာပါလဲနိဗ္ဗာန်ရခြင်းရဲ့ဝိပဿနာတရားအာထုတ်ရမေနှစ်ချက်ပေါ်ပြီနော်နိဗ္ဗာန်ရခြင်းရဲ့ဝိပဿနာတရားအာထုတ်ရမေကဲဒီတော့မိုးကုတ်ဆရာတော်ကြီးကဆက်ပြောပြီးတဲ့နိဗ္ဗာန်ရနိုင်ဖို့ရအတွက်ဝိပဿနာတရားအားထုတ်တဲ့အခါမှာလေရောက်လာတရားအားထုတ်ကွာဆိုပြီးတော့မခိုင်းပါနဲ့အောင်နဲ့ဝိပဿနာတရားအားမထုတ်ခင်မှာရှင်းနာကအတိညာနဲ့ဒိဋ္ဌိခွာရမေအတိညာနဲ့ဘာခွာရမေယောဂီအသက်တို့မှတ်လိုက်တော့ဒိဋ္ဌိခွာတာဒိဋ္ဌိမခွာတာနဲ့ပတ်သက်တော့ဝိပဿနာက2မျိုးရှိတယ်လို့မှတ်ပါဒိဋ္ဌိမခွာဘဲနဲ့အာတုဒ္ဓကအာနေတဲ့ဝိပဿနာဒိဋ္ဌိခွာပြီးမှအာတုဒ္ဓကအာကြီးတဲ့ဝိပဿနာဝိပဿနာကဘယ်နှမျိုးပြောပါနဲ့ပါအာနေတဲ့ဝိပဿနာအာကြီးတဲ့ဝိပဿနာဒိဋ္ဌိမကွာဘဲနဲ့အာထုဒ္ဓကအာနေတဲ့ဝိပဿနာစာလို့သုံးလိုက်တော့ဒုဗ္ဗလဝိပဿနာဒီတော့မိုးကုတ်ဆရာတော်ကြီးကပြောပြီးဗျာအာနေတဲ့ဝိပဿနာနဲ့အာထုတ်ရင်ကုသိုလ်တော့ရမေနိဗ္ဗာန်ကမရကုသိုလ်တော့ရတယ်နော်ဒီမှာခန္ဓာကိုအရင်တည်ပြီးတော့တရားဓမ္မလမ်းအထုတ်တဲ့အတွေ့အကြကုသိုလ်တော့ရတယ်သို့တော်လည်းပဲဒိဋ္ဌိမကွာဘဲနဲ့အထုတ်နေတဲ့အတွေ့အာနေတဲ့ဝိပဿနာဖြစ်နေတဲ့အတွေ့အကြကုသိုလ်တော့ရပါ၏နိဗ္ဗာန်ကမရဘဇုတာတကပြတယ်လဲဆိုတော့ရှင်စန္ဒတို့ရှင်အနုရာဒတို့ရှင်ယမကတို့ဘုရားလက်ထက်ကရှိခဲ့တယ်နော်ရှင်စန္ဒကြီးဆိုသူတော်ကောင်းတို့ရေဖယားနဲ့ဖွားပစ်တော်ပါပဲဗျဖယားနဲ့ဖွားပစ်တော်ဖြစ်တဲ့ရှင်စန္ဒကြီးယဟန်ပြုလာတဲ့အချိန်ကစပြီးတော့တရားဒီတော့အာထုတ်ပါ၏သို့တော်ဒိဋ္ဌိမကွာဘဲနဲ့အာထုတ်တဲ့အတွေ့အကြောင်းဖယားရှင်ကိုတော်မြတ်ကြီးဒါပရိနိဗ္ဗာန်ဆံသွားတယ်သူတရားမရသေးဘူးတဲ့တရားအာထုတ်နေပါလျက်ကဲနဲ့ဘာမရတာတော့ရှင်စန္ဒာကြီးတို့နှစ်ပေါင်း40ကျော်ကြာသည့်တိုင်အောင်တရားဓမ္မတွေအာထုပ်ပါလျက်ကဲနဲ့ဘာကြောင့်တရားမရတာလဲဆိုတော့ဒိဋ္ဌိမခွာလို့ပါဘာမခွာလို့အာနေတဲ့ကုသိုလ်ကြီးအာနေတဲ့ဝိပဿနာဖြစ်တော့ကုသိုလ်တော့ရနေတာပဲသို့တော့တရားမရတာကဒိဋ္ဌိမကွာလို့ဘုရားရှင်ကိုရောမြတ်ကြီးပရိနိဗ္ဗာန်စံပြီးတဲ့အချိန်ကျမှရှင်အာနန္ဒာအကုအညီယူပြီးတော့ဒိဋ္ဌိကွာပြီးတော့တရားအာထုံမှရှင်စန္ဒတို့တရားရတယ်ဆိုပဲနော်ဒါကြောင့်မိုးကုတ်ဆရာတော်ကြီးကရှင်စန္ဒတို့ရှင်ယမကတို့ရှင်အနုယာဒတို့ဥပမာဆောင်ပြီးတော့ဟေးမင်းတို့တည်းတရားအာထုတ်တဲ့အခါမှာရှိနောက်မလွဲစေနေဆရာတော်ကြီးသုံးတဲ့အသုံးတော့တရားအာထုတ်တဲ့အချိန်မှာရှိနောက်မလွဲစေနေရှိကဒိဋ္ဌိခွာနောက်ကတရားအာထုတ်1နဲ့2ခွဲလိုက်တော့နံပါတ်1ကဒိဋ္ဌိခွာနံပါတ်2ကတရားအာထုတ်နံပါတ်1ကဘာခွာနံပါတ်2ကဘာအာထုတ်ရှေ့နောက်လွဲလို့ရပါမလား
ဒါကြောင့်တရားစဉ်ပြန်ကောက်လိုက်တော့နိဗ္ဗာန်ရခြင်းရင်ဝိပဿနာတရားအာထုတ်ရမေဝိပဿနာတရားအာမထုတ်ခင်မှာရှေနာကအတိညာနဲ့ဒိဋ္ဌိခွာရမေပါပြီနော်ကဲနည်းနည်းလေးတဆင့်တိုးလိုက်မယ်ဒိဋ္ဌိကွာခြင်းတပါဆိုရင်လည်းပဋိစ္စသမုပ္ပါတိယမေဘာတိယမေဒီတော့တရားစဉ်ပြန်ကောက်လိုက်တော့နိဗ္ဗာန်ရခြင်းတပါဆိုရင်တရားအာထုတ်ရမေတရားအမထုတ်ခင်မှာရှေနာကအတိညာနဲ့ဒိဋ္ဌိခွာရမေဒိဋ္ဌိခွာခြင်းတပါဆိုရင်လည်းပဋိစ္စသမုပ္ပါတိယမေဆိုတော့နိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းအတွေ့တရားစဉ်နဲ့ပြန်ကြည့်လိုက်တော့ဟောဒီပဋိစ္စသမုပ္ပါသိဖို့ရသည်အရေးမကြီးဘူးလားအဲ့ဒီလိုအရေးကြီးလို့လည်းပဲဦးဇင်းတို့ကြွလာတဲ့ဘုန်းကြီးတိုင်းဓမ္မဂတိကတိုင်းဓမ္မဂတိကတိုင်းကဒီလိုနတ်နဲ့ပိုင်းမှာပဋိစ္စသမုပ္ပါသင်္တန်းတရားတွေပြန်ပြီးတော့ဟောတယ်ဆိုတာကအင်မတန်အရေးကြီးလို့ပြန်ဟောတယ်လို့မှတ်ပါနော်ကဲဒီလိုဆိုရင်ဥစဉ်တို့လည်း10ရက်လုံးဟောဒီနတ်နှစ်ပိုင်းမှာပဋိစ္စသမုပ္ပါသင်္นานတရားပဲဟောပါမယ်ဆိုတော့ယောဂီအဟောင်းတွေက105ကြိမ်ဆိုတော့အများကြီးဖြစ်လောက်တယ်နော်ဥပဘာသာတို့ကအမေပဋိစ္စသမုပ္ပါတရားဟောမယ်ဆိုတော့ယောဂီအသစ်တွေရဲ့စိတ်ထဲမှာတော့ဖြစ်ကောင်းဖြစ်မယ်အမလီဘုန်းကြီးကပဋိစ္စသမုပ္ပါသင်္นานတရားဟောမလို့တဲ့တို့ကဟောဒီပဋိစ္စသမုပ္ပါသင်္นานတရားလောက်ကတော့ပြင်းတောင်မှကြည်လို့ညက်လို့နော်ဘယ်နှစ်ပတ်လှည့်လိုက်ရမလဲကြိုက်တဲ့လောက်လှည့်ပန်ကာနဲ့တက်ရတာပဲဟုတ်တယ်မို့လားကဲဒီတော့ဥစဉ်တို့ကဟောဒီသင်္นานဆိုတာကတော့အဓိကကတော့ယောဂီအသက်တွေကိုအဓိကထားဟောတယ်လို့မှတ်နော်ယောဂီအဟောင်းတွေကသိပင်သိညာတော်လည်းပဲယောဂီအသက်တွေကိုပါရမီကူညီပြီးတော့ဖြစ်ဆွဲပြီးတော့တရားနာပြီးပါအဲ့တော့ယောဂီအသက်တွေငဲ့ကွယ်ပြီးတော့ဟောဒီပဋိစ္စသမုပ္ပါသင်္นานတရားလေးစခဲ့ကြရအောင်ဆိုတော့အစကပြန်มาဖြစ်တဲ့အတွေ့အကြုံဦးစင်းရဲ့ဘေးနာလေးမှာစာတလုံးမှမရေးထားတဲ့ပိတ်ဖြူကားချက်ကြီးတက်ရှိတယ်လို့မှတ်ပါနော်ဘာစာရီမှမရေးနဲ့ဟိုတလုံးချင်းပြန်ထဲမယ်ဦးစင်းရဲ့ဘေးနာလေးမှာစာတလုံးမှမရေးရသေးတဲ့အဖြူတဲ့ပိတ်ဖြူကားချက်ကြီးတစ်ခုရှိတယ်လို့မှတ်ပါနော်အဲ့လိုမှတ်ပြီးတော့ဒီတိုင်းပြောလို့မရသေးဘူးနည်းနည်းလေးမျက်လုံးလေးတွေခဏမိတ်လိုက်ပါအိတ်ခိုင်းတာမဟုတ်ဘူးနော်မျက်လွှာချရတဲ့ဆိုရွေလေးစက်ဝိုင်းပြန်ရေးခြင်းလို့ကဲဥချိုကြီးလည်းမိတ်နော်မျက်လုံးလေးမိတ်ပြီးတော့ဥစဉ်ရဲ့ဘေးနားမှာပိတ်ဖြူကားကြကြီးမြင်ပြီလားဖွင့်မကြည့်နဲ့အာယုံနဲ့ကြည့်နော်အဲ့တော့ဘာမှမရေးစေတဲ့ဘာမှမရှိသေးတဲ့ပိတ်ဖြူကားကြကြီးတဲ့မိမိတို့ရဲ့လက်ထဲမှာအပြာရောင်ဆော့ပင်ကြီးတစ်ချောင်းကင်ပြီးတော့ဝါလုံးကြီးကြီးတစ်လုံးရေးလိုက်ပါရေးပြီးပါပြီဖယားဗါတဲ့ကဲမဖွင့်ပါနဲ့အိုးအလေကောင်ကနေပြီးတော့ဝါလုံးသေးသေးလေးတစ်လုံးရေးလိုက်ပါအာယုံလေးနဲ့ကြည့်လိုက်ပါအဖြူရောင်ပိတ်ဖြူကကြကြီးတဲ့မှာဝါလုံးအသေးကတစ်လုံးဝါလုံးအကြီးကတစ်လုံးဆိုတော့ဝါလုံးကဘယ်နှထပ်အဲ့ဒီဝါလုံးနှစ်ထပ်ရှိတဲ့နေရာကအပေါ်ကနေအောက်ပေါက်သွားအောင်မြင်းတစ်ချောင်းရေးလိုက်ပါတကဥစဉ်ရဲ့လက်ရဘက်ကနေလက်ဝဲဘက်ပေါက်သွားအောင်ကန့်လန့်ပြတစ်ချောင်းရေးလိုက်ပါအာယုံလေးနဲ့ဖော်ကြည့်ရအောင်ကွယ်ဝါလုံးနှစ်ထပ်ကြစ်ချေခတ်လိုက်တော့အကွယ်ကြီးဘယ်နှကွယ်ပေါ်ကဲမျက်လုံးလေးပြန်ဖွင့်အိပ်ပျော်သွားမယ်ခေါင်းမော့ကြည့်နော်ဒီမှာဝါလုံးအသေးလေးကတစ်လုံးဝါလုံးအကြီးကတစ်လုံးဆိုတော့ဝါလုံးကဘယ်နှထပ်ကန့်လန့်ပြကြစ်ချေခတ်လိုက်တော့အကွယ်ကြီးဘယ်နှကွယ်ပေါ်ကဲလိုက်ဆိုဝါလုံးနှစ်ထပ်ကြည်ချေခပဋိစ္စသမုပ္ပါဝါလုံးနှစ်ထပ်ကြည်ချေခပဋိစ္စသမုပ္ပါဆိုလိုက်မယ်
ဟုတ်ပြီဝါလုံးနဲ့တာကြစ်ချေခလိုက်တော့အကွဲကြီး၄ကွဲပေါ်သွားတယ်ဆိုင်ရာအကွက်တွေနံပါတ်တက်လိုက်တော့လက်ဝဲပေအပေါ်ပိုင်းအကွဲကနံပါတ်1လက်ဝဲပေအောက်ပိုင်းအကွဲကနံပါတ်2လက်ရာပေအောက်ပိုင်းအကွဲကနံပါတ်3လက်ရာပေအပေါ်ပိုင်းအကွဲကနံပါတ်4 1 2 3 4ဒီခဏန်းတွေဘာကြောင့်ရေးတယ်ဆိုတာနှစ်ဖြင့်ငါကြားမှပဲသွားမယ်နော်အဲ့တော့ကဏ္ဍစဉ်လေးတွေတက်ပြီးတော့အင်္ဂါလေးတွေတစ်ချက်ထည့်ခဲ့ကြရအောင်နံပါတ်1အကွယ်ထဲမှာအင်္ဂါဘယ်နှပါနံပါတ်2အကွယ်ထဲမှာ2ပါးနဲ့5ပါးပေါင်းလိုက်တော့အဲ့ဒီ9ပါးကို3အကွယ်3ပါးထည့်လိုက်တော့3ပါးပေါင်းလိုက်တော့10ပါးဟုတ်ပြီ4အကွယ်ထဲကဘယ်နှပါးပေါင်းလိုက်တော့အင်္ဂါ12ပါးအင်္ဂါဘယ်နှပါးတဲ့လေဒီတော့အင်္ဂါ12ပါးနဲ့ပဋိစ္စသမုပ္ပါ၄ကပတ်တယ်လို့မှတ်ရမယ်နော်ဒီအင်္ဂါ12ပါးနဲ့ပဋိစ္စသမုပ္ပါ၄ကပတ်တာဘယ်ပုံဘယ်နည်းလဲတယ်လေဆိုတာကတော့နေ့ဖြင့်ကနတ်နဲ့မိုးတော်အလင်းရောက်9နာရီကြာမှနာကြစို့နော်ကဲဒီတော့ဒီနေ့မှာပဋိစ္စသမုပ္ပါသင်တန်းအချိန်ပြည့်ပါသဖြင့်ရသင့်ရတိုက်တဲ့သင်္ကန်းစာများရအောင်ကျင့်မှတ်ကြပါလို့တိုက်တွန်းရင်ဖြင့်သာဓုခေါ်တော်ကြစို့